ဒီနေ့ဗီဒီယိုမှာဒီကိုယ့်ရဲ့စိတ်တက်ကြွမှုအတွက်လေ့ကျင့်နည်းကိုပြောပြပေးသွားပါမယ်။နံပါတ်1ငါလုံနိုင်တဲ့ဆိုတဲ့စကားစဉ်ကိုနေ့တိုင်းပြောပေးပါ။မနက်အိပ်ရထားတိုင်းပြောပါဒီနေ့တစ်နေ့ကိုအကောင်းဆုံးဖြတ်သန်းမယ်။ငါရည်မှန်းချက်အတွက်ငါတစ်နေ့တစ်ခြားနီးကပ်လာနေပြီ။ညအိပ်ရဝင်တဲ့အခါမှာပြောပါဒီနေ့ငါစူးစမ်းခဲ့တယ်။မနက်ဖြန်ဆိုလို့ရှိရင်ဒီထက်ပိုပြီးတော့မှငါစူးစမ်းနိုင်တယ်။နံပါတ်2အောင်မြင်မှုအတွေ့အကြုံတွေကိုစိတ်ထဲကနေမြင်အောင်ကြည့်ပါတနေ့ကို9မိနစ်ခန့်မျက်စိမိတ်ပြီးတော့မှငါနိုင်ငံခြားတက္ကသိုလ်ကလက်ခံစာ acceptance letter ကိုငါလက်ထဲမှာကိုယ်တိုင်ကင်ထားပြီဆိုတဲ့ဟာကိုမြင်အောင်ကြည့်ပါနောက်ပြီးနိုင်ငံခြားစာသင်ခန်းထဲမှာကိုယ့်ရဲ့တငယ်ချင်းသစ်ဘာသာစကားမတူတဲ့လူတွေနဲ့စာသင်နေတဲ့ပုံကိုမြင်အောင်ကြည့်ပါနောက်ပြီးကိုယ့်ရဲ့မိသားစုကိုရောက်နေတဲ့အရက်ကနေဗီဒီယိုကောပြောနေတဲ့ပုံကိုမြင်အောင်ကြည့်ပါနံပါတ်3သေးငယ်တဲ့ရည်မှန်းချက်တွေကိုချမှတ်ပြီးတော့မှအောင်မြင်အောင်စူးစမ်းပါဥပမာဒီတစ်ပတ်ငါအင်္ဂလိပ်စာစကားပြောတစ်နေ့15မိနစ်လေ့ကျင့်မယ်ပြီးစီးတိုင်းမှာကိုငါလုံနိုင်နေဆိုတဲ့ယုံကြည်မှုတိုးလာစေပါတယ်နောက်ပြီးတော့ဒီနေ့ငါဒီတက္ကသိုလ်3ခုရဲ့အချက်လက်တွေကိုရှာဖွေမယ်ဒီကိုရှာဖွေပြီးတိုင်းအောင်မြင်မှုအတွက်ချီးကျူးပါနံပါတ်4ကိုယ့်ရဲ့အကြောင်းရင်းဝိုင်းကိုမှတ်တမ်းတင်ထားပါစာအုပ် diary လေးတစ်ခုမှာရေးထားပါငါဘာကြောင့်ဒီနိုင်ငံခြားမှာပညာသင်ချင်တာလဲပညာတတ်တစ်ယောက်ဖြစ်ပြီးတော့မှငါဘာတွေကိုပြောင်းလဲချင်တာလဲငါမိသားစုအတွက်ဘလို့အကျိုးကျေးဇူးရအောင်လို့လုပ်ချင်တာလဲစိတ်ထကြတဲ့ချိန်မှာအဲ့ဒီမှတ်တမ်းကိုပြန်ဖတ်ကြည့်ပါအဲ့ဒီချိန်မှာကိုယ့်ရဲ့မူလလောင်စာကိုပြန်ရှာတွေ့ပါလိမ့်မယ်နံပါတ်5အကောင်းမြင်တဲ့လူတွေနဲ့ကိုဝန်းရံထားပါကိုယ့်ရဲ့ရည်မှန်းချက်ကိုအားပေးတဲ့မိသားစုဝင်တွေမိတ်ဆွေတွေနဲ့အချိန်ကုန်ဆုံးပါပညာသင်စုရထားတဲ့ဆရာတွေကိုယ့်ရဲ့တငယ်ချင်းတွေစီကနေအကြံဉာဏ်တောင်းပါသူတို့ရဲ့အောင်မြင်မှုဒီဇလန်းတွေကကိုယ့်အတွက်စိတ်တက်ပြီးထွန်းပေးပါလိမ့်မယ်နံပါတ်6ချီတုံချတုံဖြစ်တဲ့အခါမှာငါဘာကြောင့်ဒါကိုစခဲ့တာလဲဆိုတာကိုပြန်ပြီးတော့စဉ်းစားပါဗီဇာတွေခက်နေမယ်ဆောင်းမိုးဝဲကြောင့်စိတ်ပူစည်းမှုတွေဖြစ်နေမဲ့အစားကိုမေးခွန်းပြန်ထုတ်ပါငါဒီလောက်ထိရောက်လာပြီအခုမှနောက်ဆုံးမလားငါရဲ့စူးစမ်းမှုကိုဒီလောက်ထိအကျိုးမရှိတော့ဘူးလားအဖြေကမဟုတ်ပါဘူးငါဆက်သွားမယ်ဆိုတဲ့အဖြေကိုရပါလိမ့်မယ်တတိပြုဖို့အချက်ကစိတ်တက်ဆိုတာကြက်သားတစ်ခုလိုပါပဲနေ့စဉ်လေ့ကျင့်မှသာတန်မာလာမှာဖြစ်ပါတယ်ဒီနည်းလမ်းတွေကိုနေ့စဉ်လှုပ်ဆောင်ပါကိုယ့်ရဲ့လှုပ်ချင်စိတ်ကကိုထိမ့်မချုံနိုင်လောက်အောင်ကြီးထွားလာပါလိမ့်မယ်မိမိရဲ့ scholarship နဲ့ study abroad journey မှာထိရောက်နဲ့လှုပ်ဆောင်ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်မဖွင့်လှစ်ထားတဲ့ scholarship and study abroad mentorship program မှာလာရောက်ပြီးတော့မှတက်ရောက်နိုင်ပါတယ်online သင်တန်းဖြစ်ပါတယ်အကယ်၍များစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကျွန်မရဲ့ Facebook Messenger နဲ့ email မှာလာရောက်ပြီးတော့မှဆောင်စမ်းနိုင်ပါတယ်ကျေးဇူးတင်ပါတယ်